အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က The Bridge Education Service ကိုတည်ထောင်ထားတဲ့ founder ဒေတာလင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ဒီဗီဒီယိုကိုလောက်ကြတဲ့ရည်ရွယ်ချက်ကကြတော့ကျွန်တော်တို့ရဲ့ဒီ BES ဆိုတဲ့ page လေးမှာကျွန်တော်တို့အရင်တုန်းက personal statement နဲ့ study plan တွေကို proofreading survey ပေးနေရနေပြီးတော့နောက်ထပ် survey တစ်ခုထပ်တိုးအနေနဲ့ကျွန်တော်တို့ရဲ့ဈေးသက်သာဆုံးနဲ့ရရှိနိုင်မဲ့ notary နဲ့ mofa service တွေကိုပါကျွန်တော်တို့စီမှာယူဆောင်လို့ရပြီဖြစ်တဲ့အတွက်အကြောင်းကိုကျွန်တော်တို့ဒီကျောင်းသားကျောင်းသူတွေရောပြီးတော့ဒီ notary ပြန်ဖို့လိုအပ်တဲ့သူတွေအားလုံးအတွက်ကိုကျွန်တော်တို့ဘက်ကနေပြီးတော့ announcement လေးလုပ်ချင်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် notary ဆိုတာကိုအလွယ်တကူဘာလို့ပြောလို့ရလဲဆိုရင်ကျွန်တော်တို့ကတခြားနိုင်ငံကိုတွားဖို့လိုအပ်လာတဲ့အခါမှာကျွန်တော်တို့မှာရှိတဲ့စာရွက်စာတမ်းတွေကမြန်မာလိုဖြစ်နေတဲ့အခါမှာဒီစာရွက်စာတမ်းတွေကိုအင်္ဂလိပ်လိုပြောင်းဆိုဖို့အတွက်ကိုဒါမှမဟုတ်လဲကိုတွားမဲ့နိုင်ငံပေါ်မူတည်ပြီးတော့ဘာသာပြောင်းဆိုတဲ့အခါမှာဒီစာရွက်စာတမ်းတွေကိုဘာသာပြန်ဆိုထားတဲ့ဟာဒီမှန်ကန်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှေ့နေကြီးတွေကနေပြီးတော့တစိမ့်တုံးထုပေးပြီးတော့လုပ်ပေးတဲ့စာရွက်တွေလို့ကျွန်တော်တို့ကနေပြီးတော့အကြံဖြင်းသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့လိုပြန်တဲ့အခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကဘာတွေလဲဆိုရင်ရေပူရာအပြင်ကျွန်တော်တို့တွေကျွန်တော်တို့မှတ်ပုံတင်တွေရှိတယ်အဖေမေမှတ်ပုံတင်တွေပါမယ်ပြီးရင်ကျွန်တော်တို့အိမ်တော်စုစာရင်းတွေမွေးစာရင်းတွေအထက်တန်းအောင်လက်မှတ်တွေကျွန်တော်8တန်း9တန်း10တန်းဒါမှမဟုတ်လဲစနစ်အရာ10တန်း17တန်း12တန်းစသဖြင့်တွေပြီးတော့ကျွန်တော်စာချုပ်စာတမ်းတွေအမှတ်စာရင်းတွေစေးမှတ်တမ်းတွေကာဝယ်ကိုဗစ်ကာဝယ်ဆေးစသဖြင့်ကျွန်တော်တို့ရဲ့မြန်မာလိုရှိတဲ့စာရွက်စာတမ်းတွေအကုန်လုံးကိုကျွန်တော်တို့ဒီအင်္ဂလိပ်လိုပြောင်းဆိုပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ရှေ့နေကြီးတွေကနေပြီးတော့တစိမ့်တုံးထုပေးပြီးတော့ကျွန်တော်ဒီတစိမ့်တုံးထုပေးထားတဲ့ဟာကိုမိုဖာယုံထပ်ဝင်မိုဖာယုံဝင်ပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့သက်ဆိုင်ရာတန်ယုံမှာစာရွက်စာတမ်းတွေထပ်ပြီးတော့မှနိုင်ငံခြားကိုသွားဖို့အတွက်ပြင်ဆင်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဈေးသက်သာဆုံးနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ service ပေးလို့ရအောင်အကြောင်းသားကျောင်းသူတွေအားလုံးအဆင်ပြေအောင်ကျွန်တော်ဘယ်သူမဆိုပေါ့နော် notary ပြန်တဲ့သူတွေအားလုံးအဆင်ပြေအောင်ကျွန်တော်ဘက်ကနေပြီးတော့အများကြီးစူးစမ်းပေးထားပါတယ်ကျွန်တော်တို့ဒီကျွန်တော်စီမှာအခု mofa လဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကိုက mofa ရုံးကိုအခြေအနေကြောင်းမသွားနိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကလူကိုယ်တိုင်လာစရာမလိုပဲနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ mofa ကိုပါဝင်ပေးတဲ့အထိကျွန်တော်တို့ဘက်က service လုပ်ပေးပါတယ်ဒါကကြတော့ကျွန်တော် service တွေတစ်ခုတက်ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စီမှာခုနကကျွန်တော်တို့ပြောရတဲ့ဒီအတိအကျပြန်ပြောရရင်ကျွန်တော်တို့ရဲ့ဒီအဖေမေမှတ်ပုံတင်တွေမိမိရဲ့မှတ်ပုံတင်တွေအိမ်တော်စုစည်ရင်းတွေမွေးစည်ရင်းတွေအထက်တန်းအောင်လက်မှတ်တွေကျွန်တော်တို့ဒီကိုဗစ်ကာကွယ်ဆေးမှတ်တမ်းတွေစသဖြင့်ကျွန်တော်တို့ထောက်ခံစာတွေအားလုံးရှိသမျှကျွန်တော်တို့ဘာသာပြန်လို့ရတဲ့ notary ပြန်လို့ရတဲ့စာရွက်စာတမ်းတွေအားလုံးကိုကျွန်တော်တို့စီမှာ notary ပြန်လို့ရပြီးဈေးသက်သာဆုံးနဲ့ပြန်လို့ရပြီဆိုတော့ပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့စီမှာပြန်လို့ရှိရင်ဘာအားသာချက်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကblacklist ကတွင်းခံထားရတာမရှိတဲ့တကယ်ရှင်းနေကြီးတွေကနေပြီးတော့ notary ထုပေးတဲ့စာရွက်စာတမ်းတွေကိုကျွန်တော်တို့တွေကအကောင်းဆုံးပြင်ဆင်ပေးမှာဖြစ်တယ်ပေါ့နော်ဒါကတော့ပထမတစ်ချက်ပေါ့ဒါအရင်ရေးကြည့်တဲ့အချက်လည်းဖြစ်တယ်ပြီးတော့ကျွန်တော်ဒုတိယချက်အနေနဲ့ကျွန်တော်တို့စီကို service လာအပ်တဲ့သူတိုင်းဒီညီတွေညီမတွေအကုန်လုံးအကိုမတွေအကုန်လုံးစိတ်တိုင်းကြတဲ့အထိကျွန်တော်တို့ဘက်ကစာရွက်ကိုအတက်နိုင်ဆုံးအကောင်းဆုံးအထက်အခါစစ်ဆေးပြီးတော့ပြင်ဆင်ပေးတော့မှာဖြစ်တယ်ပေါ့နော်ပြင်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့တွေကဒီနောက်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့တွေကဘာဖြစ်လဲဆိုလို့ရှိရင်ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်ကျွန်တော်တို့တွေကနေချင်းရအောင်ဒါမှမဟုတ်ကျွန်တော်မြို့နယ်ဝေးရဲဆိုလို့ရှိရင်လည်းဒီနေ့မှရင်မနေ့ပြန်ရောက်အောင်ကျွန်တော်ဘက်ကနေပြီးတော့အစမ်းကုန်စူးစမ်းပေးမှာဖြစ်တယ်ပေါ့နော်နယ်ဘက်တရားဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ soft copy လိုချင်လည်း soft copy ကိုပို့ပေးမှာဖြစ်တယ်လို့ကိုယ့်ဘက်ကနေပြီးကားကိတ်ချပေးလို့ရတယ်ဆိုလည်းကားကိတ်ချပေးမှာဖြစ်တယ်ပေါ့အဲ့အတွက်ကြောင့်လို့ကျွန်တော်တို့တွေဒီကျွန်တော်စီမှာservice ယူမဲ့သူတွေအနေနဲ့ကျွန်တော်တို့ဒီမြင်ဆန်တာကိုလည်းရရှိမှာဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာသာပြန်ဆိုတဲ့အခါမှာလည်းကျွန်တော်တို့ဘက်ကတိကျမှုရှိအောင်ပြည့်စုံအောင် 100% ကျွန်တော်တို့ဘက်ကအာမခံပေးပြီးတော့ကျွန်တော်ပြန်ပေးပြီးတော့ပေါ့နော်စာရွက်စာတမ်းတွေကိုကျွန်တော်တို့ဒီ Viber တို့မို့ Telegram ကနေပြီးတော့ပို့ပေးမယ်ပို့ပေးပြီးတော့ကျွန်တော်တို့ဒီညီညီမအကိုမတွေကနေပြီးတော့စိတ်တိုင်းကြကျေနေပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကဒါကိုအချောသက်အနေနဲ့ပြန်ထုတ်ပေးပြီးတော့ကျွန်တော်တို့ကဒါကိုပြန်ပြီးပို့ဆောင်ပေးမှာဖြစ်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့အိမ်မှာပဲနေပြီးတော့ကျွန်တော်တို့တွေမှန်လဲမှန်ရမယ်ညံလဲညံရမယ်တီလဲတီကြရမယ်ကျွန်တော်တို့ရဲ့ notary စာရွက်စာတမ်းတွေကိုကျွန်တော်တို့စီမှာservice အလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဘက်ကနေပြီးတော့ဒါပြောချင်တာဖြစ်ပါတယ်ဈေးကလည်းကျွန်တော်တို့အသက်သာဆုံးအနေနဲ့ထားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ page ကျွန်တော်တို့ရဲ့ဒီ The Bridge Education Service လို့ခေါ်တဲ့ Facebook တို့မဟုတ်ကျွန်တော်တို့ဒီ
Facebook တို့မို့ TikTok ရဲ့ chatbot ကနေပြီးတော့အသေးစိတ်ကိုလမ်းမေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်လေးလည်းတင်ပေးထားရပေါ့နော်ကျွန်တော်တို့ဒီ Korea ဖုန်းနံပါတ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေဒီ Korea အတွင်းမှာဆိုရင်တော့ဖုန်းဆက်လို့ရတယ်ဒါပေမဲ့ Korea အတွင်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ကို Viber တို့မို့ Telegram ကနေပြီးတော့အချိန်မီဖုန်းဆက်လို့ရအောင်ကျွန်တော် online ဝင်ပေးထားတယ်ပေါ့နော်တကယ်လို့ miss call ဖြစ်နေလဲကျွန်တော်ဘက်ကနေပြီးတော့ပြန်ပြီးတော့အစွမ်းကုန်ကျွန်တော်ပြန်ပြီးတော့ဖုန်းပြန်စီရောဆက်ပေးမယ်ပေါ့နော်အဲ့တော့ဒီ BS ကနေပြီးတော့ဒုတိယမြောက် service အနေနဲ့လုပ်လိုက်တဲ့ကျွန်တော်တို့ရဲ့ဒီ notary service ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page မှာလာပြီးတော့ service ယူလို့ရပါတယ်။ or mail လို့ဒါနဲ့ကျွန်တော်တို့ဒီမှာ9ရက်ကနေပြီးတော့6ရက်အထက်ဆိုလို့ရှိရင်ဘယ်သူမှမဆိုကျွန်တော်တို့ကရန်ကုန်မြို့တွင်းဆိုရင် delivery free နဲ့ကျွန်တော်တို့ပို့ဆောင်ပေးမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့တွေဒီ service ကိုယူစင်နေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page box ကိုလာခဲ့ပါအားလုံးကိုကျွန်တော်တို့ဘက်ကအကောင်းဆုံးဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ဒါလေးကိုကျွန်တော်ညီကုန်းချုပ်လိုက်ပါမယ်မိုဖာအတွက်ကလည်းကျွန်တော်တို့ခုနပြောသလိုအိမ်မှာပဲနေပြီးတော့ကျွန်တော်တို့စီမှာဘယ်လိုခေါ်မလဲပေါ့ကိုယ့်အိမ်မှာပဲကိုတက်တာနေပြီးတော့ကျွန်တော်တို့စီမှာservice အလိုရာဒီကျွန်တော်တို့လုပ်ပေးထားတယ်ဒီကိုကအကြောင်းမိုဖာရုံးကိုမလာနိုင်တာမျိုးဖြစ်ဖြစ်ကိုကမအားတဲ့ခါကြလို့ရှင်ကျွန်တော်ဘက်ကအကုန်လုံးလုပ်ပေးနိုင်တဲ့အထိကျွန်တော်လုပ်ပေးထားရပေါ့နော်အဲ့ဒါလေးကကြောက်လဲသူ့ရဲ့ service နဲ့သူတခုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စီကိုလာပြီးတော့အသေးစိတ်စုံစမ်းလို့ရပါတယ်အားလုံးပဲကျွန်တော်ဒါလေးကို announcement လုပ်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ BS ကနေပြီးတော့ထပ်တိုး service လုပ်ထားတဲ့ notary နဲ့ mofa service ကိုပါစိတ်ဝင်စားလို့ရှိရင်လာပြီးတော့ service app ဖို့အတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါအားလုံးကိုတိုက်တွန်းချင်ပါတယ်ဈေးသက်သာဆုံးဖြစ်စီရမယ်ဆိုတာကိုအာမခံပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီစာရွက်တွေအရေးအတွက်များပြန်လေးကျွန်တော်ဘက်က discount လေးတွေပို့ပြီးပေးတော့မှာဖြစ်ပြီးတော့9ရက်နဲ့ထက်ပြန်တဲ့သူတိုင်းကိုကျွန်တော် delivery free နဲ့ပို့ဆောင်ပေးမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒီဘက်ကနေတခါတည်းသတင်းကောင်းပါပေးရစီခင်ဗျာအားလုံးပဲကိုယ့်ရဲ့ဒီနိုင်ငံခြားထွက်ဖို့အတွက်ပြင်ဆင်ကြတဲ့အခါမှာအားလုံးအဆင်ပြေချောမွေ့နဲ့ဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ပြီးတော့ကျွန်တော်တို့ BS ကနေနောက်ထပ်လုပ်မဲ့ service တွေအတွက်ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့တွေservice တွေကိုလည်းထပ်ပြီးတော့လာအောင်မှရှိရတဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ကျွန်တော်တို့ stay tuned ပါလို့အားလုံးပြောရင်းနဲ့ဒီ video ဒီမှာပဲရပ်လိုက်ပါမယ်အားလုံးပဲ good night ပါခင်ဗျာ